တော့ဒါအခုခေါ်စုံနေကြတာဆိုအမိမြန်မာနိုင်ငံတော်ပေါ့နော်ဒီနိုင်ငံတော်ကြီးတဲမှာကျွန်တော်တို့လူမျိုးမတူဘူးဘာသာမတူဘူးဟုတ်လားနော်တိုးတော့ကျွန်တော်တို့ဒီအမိနိုင်ငံတော်ရဲ့အရေးအော်တော့မှာရှင်သန်ဝိဖော်လာပြတဲ့လူတွေဖြစ်တဲ့အတွက်ညီအကိုအရင်မဟုတ်ရင်တော့မှကျွန်တော်တို့ဒီညီကိုတော်ကိုတော်နေကြရတယ်ညီကိုတော်တော်နေတယ်ဘာဖြစ်လို့လဲဆိုအမိနိုင်ငံတော်ဆိုရဲအစက်တစ်ခုကိုကျွန်တော်တို့အကြောင်းပြုပြီးတော့အသုံးပြုလိုက်လို့ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ပြန်ပြီးတော့တစ်ဖက်ပြန်တွေးတော့ပေါ့နော်ဒီညီတော်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာကြောင့်ညီတော်ဖွဲ့ရတယ်ကျွန်တော်တို့တွေးမယ်အတူလက်တွဲပြီးတော့ဆောင်ရွက်ခြင်းလို့โอเคအတူလက်တွဲပြီးတော့ဆောင်ရွက်တဲ့နေရာမှာကျွန်တော်ညီဆိုတဲ့စကားလုံးလေးကိုကျွန်တော်ပြန်ပြီးစဉ်းစားရတယ်โอเคညီဆိုတော့ဒါညီအကိုမပြည့်စုံသေးဘူးကြံသေးတယ်နော်အဲ့ဒီရဲ့ညီရဲ့နောက်မှာပါရှိမလဲโอเคညီညွတ်မှုထပ်ပြီးတော့နောက်တစ်လုံးကျွန်တော်ထပ်စဉ်းစားတယ်ညီမျှမှုအဲ့တော့ညီကိုဖြစ်ပြီးညီညွတ်မှုရှိရမယ်ပြီးရင်ညီမျှမှုရှိရမယ်ဒုက္ခခံစားတဲ့အကျင့်ကြရင်လေအတူတူပဲမှန်တယ်ဟုတ်တော့ဒုက္ခဆံမဲ့အချင်းကြရင်လည်းအတူတူပဲအလုံးလုံးစရာရှိရင်လည်းလက်ချင်းချိတ်ပြီးတော့အတူလုပ်မယ်ကာကွယ်စရာရှိရင်လည်းညီတယောက်ကိုအကိုကြီးတယောက်နေပြီးတော့ပြီးပြီးမှဆောက်ရှောက်ကူညီပေးသလိုအကိုကြီးရဲ့အခက်အခဲကိုလည်းညီတယောက်အနေနဲ့ရှင်းတန်းနေမမမရက်ပြီးတော့ကာကွယ်ပေးတဲ့ပုံစံမျိုးအဲ့တော့မှကျွန်တော်တို့ကပြေးဝါမှကျွန်တော်တို့ညီတော်ဆိုတဲ့အဓိပ္ပာယ်ကဟိုတက်ရောက်မှလို့ကျွန်တော်ခံထားတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ညီတော်တက်ပွဲဆိုပြီးတော့ကျွန်တော်တို့ဟာလာအနီးပြက33နဲ့ MSR ဖွဲ့နဲ့ကျွန်တော်တို့ပေါင်းစည်းလိုက်တဲ့အချိန်မှာအရင်အဖြစ်တယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ငါတို့ဒီဘာသာစကားမတူဘူးလူမျိုးလည်းမတူဘူးဘာသာကြီးလည်းမတူဘူးဒါပေမဲ့ငါတို့မှတူညီတဲ့စိတ်ကဒီတော်လိုင်းရေးပေါ်မှာခံခိုင်မာမာနဲ့ညီကိုရင်းတပွဲဟာလာဥပေါင်းမယ်ဆောင်ရွက်မယ်ခုနကကျွန်တော်ပြောတော့ဒုက္ခလားအတူတူကတ်မယ်ညီလေးမင်းအားမဖြစ်အကိုကြီးစကျွန်တော်တို့ရှိတယ်ဆိုတဲ့အဲ့လိုပေါ့နော်ပုံစံလေးတွေမှာအေးငါညီလားအကုန်ပါဒါရှိတယ်ကွာရော့ညီစားအကိုကျွန်တော်ဒါလေးတော့ရလာတယ်အကိုစားဒီလိုပေါ့နော်အဲ့ဒီလိုပဲကျွန်တော်တို့ဒီတိုက်ပွဲဝင်စိတ်မှာလဲဒီလိုပဲကျွန်တော်ပေါ့နော်ဖြစ်တည်တော့မယ်ဆိုတဲ့အတိတ်ပဲလို့ကျွန်တော်တော့ခုလိုညီတော်ဖွဲ့စည်းလိုက်ခြင်းအတိတ်ပဲပေါ့နော်ကျွန်တော်ဒီလိုလေးစကူတန်းကျင်ပါဗျဟုတ်တယ်ဆိုတော့ဒီညမှာကျွန်မဟိုတွေ့တာဘယ်လိုပြောညီနောင်ဆိုတော့ဒီတက်ဖွဲ့ပေါ့နော်ကျမတို့စပြီးတော့ကြီးညာလိုက်တဲ့အချိန်မှာတမိုင်းเจ้าကိုပြန်ကြည့်ရင်ကျမတို့ ਨੇ ဒီမိဘ33ဆိုတောက်လျှောက်အတူတူတိုက်ပွဲဝင်လာဟုတ်တယ်တရားတဲ့တစ်ထက်တည်းကြပြီးတော့မှဒီအနှစ်သာရရှိနဲ့ငါတို့အတူသွားကြမယ်ပြောရရင်ဟိုမတူဘူးကွာမတူPDF ဟုတ်တယ်နိဗ္ဗာန်33ဒီ PDF ဖြစ်တယ် NUG ရဲ့ဒီMOD အောက်က MOD အောက်ကနေသွားတယ်ကျမတို့ဒီမွန်ပြည်နယ်နဲ့မွန်လူမျိုးကိုခြေပြုတဲ့တပ်ဖွဲ့ဖြစ်တယ်တပ်ဖွဲ့MSR တဲ့ပြီးရင်ကျမတို့ကဒီပြည်နယ် Federal Unit တပ်ဖြစ်ဖို့အတွက်ကိုစူးစမ်းနေတဲ့တပ်ဖြစ်တယ်ဒါပေမဲ့ကျမတို့မှာတူညီတဲ့အချက်တွေရှိတယ်ရှိတဲ့အတွက်ကြောင့်ဒီကျမတို့ဒီနှစ်ဖွဲ့ပေါ့နော်ပေါင်းစည်းပြီးတော့အနှစ်သာရအဓိကကျမတို့အနှစ်သာရအခြေခံရမယ်အနှစ်သာရအခြေခံတယ်တစ္ဆာရှိမှုဟိုအခြေခံတယ်ပြီးတော့အနစ်နာခံမှုအခြေခံတယ်ယုံကြည်မှုကလုံးဝခိုင်မာတဲ့အတွက်ကြောင့်ကျမတို့ကဒီဟာကိုရှေ့ဆက်သွားကြမယ်ရှေ့ဆက်သွားရင်ပိုပြီးခရီးရောက်မယ်ဆိုတာကိုယုံကြည်တဲ့အတွက်ကြောင့်ကိုအခုချိန်ဒီနေရာမှာဒီစကားဝိုင်းမှာအတူတူထိုင်ပြီးတော့ဆွေးနွေးရစကားပြောကြမယ်ဘယ်လိုသွားကြမလဲဆိုတော့ရှေ့ဆက်သွားကြမယ်ညီနောင်တွေဖြစ်တယ်ဒါကျမအခိုင်အမာယုံကြည်တယ်ပြီးတော့နောက်တစ်ခုဟိုပြောချင်တာကဘာလဲဆိုတော့ကျမတို့ကိုဆိုလို့ရှိတယ်ညီနောင်တပ်ဖွဲ့အနေနဲ့ပေါ့ကွာညီနောင်တပ်ဖွဲ့မတူဘဲနဲ့ဘယ်လိုလှုပ်ထားကြရလဲမဟုတ်ဘူးเนาะကျမပြောတာကျမတို့ကဒီဥတီချက်တစ်ခုတူတယ်ဆိုလို့ရှိရင်အတူတူသွားလို့ရတယ်ကွာကျမတို့သွားခြင်းတဲ့ပုံစံက Federal ကိုသွားခြင်းတာပြီးတော့ကျမတို့ Federal မှာကိုကဒီအောက်ခြေကနေစတဲ့ Federal ကိုကျမတို့ကသွားမှာဒါကဟိုချုပ်ကင်မှုဘာညာမဟုတ်ကျမတို့ငါတို့နေချင်တဲ့နိုင်ငံငါတို့နေချင်တဲ့အနာဂတ်ကိုငါတို့ဘာသာငါတို့ဖန်တီးမှဆိုတဲ့အခိုက်မှာရည်တည်ချက်ရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးကျမတို့ပေါင်းစည်းနိုင်တယ်တစ်ထက်တည်းကြပြီးတော့တွေးစည်းညီညွတ်မှုလုံးဝတွေးစည်းညီညွတ်မှုကိုအခြေခံပြီးတော့သွားနေတာဖြစ်တယ်ပေါ့နော်ဒါကိုထက်လောင်ပြောချင်တယ်ပေါ့ဆိုတော့ဝိုင်းပြီးသိနေကြပါဦးကျွန်တော်တို့ဒီ
ယူဟာ33နဲ့ကျွန်တော်အမတ်စာဆိုရင်ညီနောင်မဖြစ်ခင်တည်းမာမေးဖြစ်ခဲ့တယ်အဲ့ကလေးကရှေ့တန်းမှာတူတူတိုက်ပွဲဝင်ခဲ့တဲ့ဟာတွေလည်းအများကြီးပဲကျွန်တော်တို့ဟိုအာနာသိမ့်ပြီးကလေးကကျွန်တော်တူတူတိုက်ပွဲဝင်ခဲ့တဲ့ဟာရှေ့တန်းမှာဆိုလဲကျွန်တော်တို့အတူတူလက်တွဲပြီးတော့တိုက်ခဲ့တဲ့တာရကကြီးတွေအများကြီးပဲအောင်မြင်တာတွေလည်းအောင်မြင်တာတွေအများကြီးပဲပြီးရရင်တယောက်နဲ့တယောက်ကဘယ်လိုဖြစ်လဲဆိုတော့မဟာမိတ်ထက်ကိုပို့ပြီးတော့ ချစ်ခင်ကြ ချစ်ခင်တာပေါ့ဗျာကျွန်တော်တို့က အဲ့လို ချစ်ခင်တာ မြင်တယ် တိုက်ပွဲတွေ တိုက်ပွဲ တိုင်ရင်များလာတဲ့အချိန်မှာဒီမဟာမိတ်ထက်ကိုပို့ပြီးတော့ကျွန်တော်တို့ကအချင်းချင်းကြားမှာရဲဘော်တွေအချင်းချင်းအောက်ခြေရဲဘော်တွေအချင်းချင်းကြားမှာဟိုကျွန်တော်တို့ကညီကိုတပွဲတွေဖြစ်လာတဲ့အတွက်ကျွန်တော်တို့ကအဲ့ဒါကြောင့်လည်းညီနောင်ဆိုပြီးတော့ကျွန်တော်တို့ကပို့ပြီးတော့ခိုင်မာဝအောင်လို့ညီနောင်မဟာမိတ်ဆိုပြီးတော့ကျွန်တော်တို့ကဖွဲ့လိုက်တယ် မဟာမိတ်လည်းကိုအစင်းမြင်တယ်နော် အဆင့်မြင့်ဟုတ်တယ်ညီနောင် ဆိုတာဘယ်လိုပြောဆိုတော့ဟိုစားမိခင်တဝန်းတွေကမထွက်ပေမဲ့ကျွန်တော်တို့ကမိခင်တဝန်းတွေကထွက်တယ်လို့ပဲကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်သက်ခံယူချက်တွေအကုန်လုံးတူတဲ့အတွက်ဒီတသားတဲ့ကြတယ်ဗျာ ဟုတ်တယ် တွေးမတူပေမဲ့ကျွန်တော်တို့စိတ်သက်တွေအကုန်လုံးတသားတဲ့ကြတဲ့အတွက်ကျွန်တော်ညီကိုအရင်လိုမျိုးပဲကျွန်တော်တို့ဒီညီနောင်ဆိုတာကလည်းညီကိုအရင်လိုမျိုးကျွန်တော်ရှေ့တန်းတိုက်ပွဲမှာဆိုရင်ငက်လည်းအတူတူဟိုစားစားလည်းအတူတူကျွန်တော်တို့ကြုံခဲ့ရတယ်ဗျာတိုက်ပွဲမှာဆိုရင်ရှေ့တန်းရဲဘော်တွေလည်းဟိုစားကြုံတွေ့ရလို့ကျွန်တော်တို့လည်းလက်တွေ့ပဲကျွန်တော်ဆိုရင်တိုက်ပွဲရှေ့တန်းတိုက်ပွဲဝင်တဲ့အချိန်မှာဒီညီနောင်တွေနဲ့အတူတူတိုက်တယ်တိုက်တဲ့အတွက်ဘာလို့ဆိုတော့ကျွန်တော်တို့တူတူလက်တွဲပြီးတော့ပူးပေါင်းတိုက်တဲ့အတွက်ကျွန်တော်တို့အောင်မြင်မှုတွေလည်းအများကြီးရခဲ့တယ်ဗျာကျွန်တော်တို့ကျန်တာမကြည့်ပါနဲ့ကျွန်တော်တို့ဟိုစားမြောက်ပိုင်းကညီနောင်တွေပဲကြည့်တယ်ဥပမာအနေနဲ့သူတို့လည်းညီနောင်ဖွဲ့ပြီးမှတိုက်တဲ့အတွက်10နှစ်ခွန်စစ်စင်ကြီးမှာသူတို့အများကြီးပဲအောင်မြင်လာခဲ့တယ်ဒါသူတို့ညီနောင်ဖွဲ့ပြီးမှတိုက်လို့အောင်မြင်လာခဲ့တဲ့ဟာတွေအရင်ကညီနောင်မဖြစ်ခင်တော့အဲ့လောက်ထိအရေးမသွားသေးဘူးကျွန်တော်လည်းအခုဆိုရင်ကျွန်တော်လည်းညီနောင်ဖွဲ့ပြီးဆိုတဲ့အတွက်နောက်ပိုင်းကျရင်ကျွန်တော်တို့လည်းနေမြေစိုးမိုးမှုတွေပါတယ်ကျွန်တော်လည်းလာတော့မှာအခုကကျွန်တော်တို့လည်းပြင်ဆင်နေတယ်အကုန်လုံးအဆအဆအရာရာကျွန်တော်တို့ ကျမတို့ကဒီထက်ပိုပြီးအားကောင်းဖို့အတွက်ကိုစူးစမ်းနေတယ်ဒီထက်ပိုပြီးတော့ကြစ်လက်တဲ့စုဖွဲ့မှုဖြစ်ဖို့အတွက်ကိုစူးစမ်းနေတဲ့အတွက်ကြောင့်ကျမတို့မှာအနာဂတ်မျှော်လင့်ချက်တွေအများကြီးရှိတယ် အများကြီး အများကြီးရှိတယ်ဆိုတော့ဟိုပြောဒီမှာဆိုလို့ရှိရင်နီးပြ33မှာကျမတို့ဘာဆိုင်ဆိုလို့ရှိရင် မွန်မျိုး မွန်ဒါပေမဲ့PDF မွန်ဆိုတော့ဒီလိုမျိုးပဲကွာကျမတို့ဒီMSR ထဲမှာဆိုလို့ရှိရင်လည်းဘကိုးကနေရောက်လာတဲ့လူတွေရှိမယ်ဆိုတော့ဒါကကျမတို့ဒီဟာအနှစ်သာရပဲပြောချင်တာဘကိုးဆိုတာကျမတို့မွန်တွေဆိုတော့လုံးဝအောင်မြင်လို့ပြောလို့ရတယ် ဟုတ်တယ် ဒီကျမတို့ဒီဟန်တာဝတီ တာဝတီ ဟန်တာဝတီဒါပေမဲ့ဟန်တာဝတီမှာမွန်တွေရှိသေးလားဆိုမရှိတော့ဘူးမွန်စုလောက်ပဲကျန်အောင်မယ် အနေအချင်းပဲ အနေချင်းပဲကျန်တော့မယ်ဒီဟာတွေကကျမတို့ပျောက်ကွယ်နေတဲ့သမိုင်းတွေဖြစ်တယ်ဆိုတော့ဒီညမှာကျမတို့ကသဘောထားကြီးကြီးနဲ့ Federal ဆိုတော့သဘောထားကြီးမှုသဘောထားကြီးကြီးနဲ့ကျမတို့ဘလို့သွားကြမလဲပြီးတော့ဒီဒန်းလူညီများမှုကိုအခွင့်ရေးမွန်ဆိုလို့ရှိရင်လည်းဒီသမိုင်းကြောင့်တော်တော်လှခဲ့တယ်ကွာမွန်က မှန်တယ် ဒါဟိုမွန်လူမျိုးတယောက်အနေနဲ့ကျမတို့ဂုံကြီးစွာနဲ့ပြောတယ်သမိုင်းကြောင့်တော်တော်လှခဲ့ဒါပေမဲ့လက်ရှိချိန်နေမှာကျမတို့ဘယ်ချိန်နေရောက်နေလဲဆိုတာပြန်ကြည့်ရမယ်ကွာပြန်ကြည့်ရမယ်ပြီးတော့ကျမတို့ကဒီတစ်ဖက်ပိတ်နေလို့မရဘူးကျမတို့အမြင်တွေဖွေးရမယ်သဘောထားတွေဖွေးရမယ်ဘယ်လိုမျိုးလုပ်ရမလဲဘာတွေဟိုဒီပန်းနိုင်ကိုရောက်ဖို့အတွက်ဆိုရင်အဓိကကျမတို့ဒန်းလူညီများမှုကိုရောက်ဖို့အတွက်ဆိုကျမတို့ဘယ်လိုမျိုးစစ်တိုက်ကြမလဲဘယ်လိုမျိုးတူသွားကြမလဲဆိုတာအဓိကဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီမှာပြန်ပြီးတော့ရှင်းနေတာပေါ့နော်ရှင်းနေတာကဘာလဲဆိုတော့ကျမတို့ဒီ NUG အောက်ကမဟုတ်ဘူးကျမတို့ရဲ့နိုင်ငံရေးဥဆောင်မှုဒီ MSFC ဖြစ်တယ် MSFC ဒီလည်းဒီကျမတို့ကအဓိကအောက်ခြေကနေသွားတဲ့ Federal ကိုသွားတဲ့အတွက်ကြောင့်ဘယ်သူအောက်မှာသွားနေတာမဟုတ်ဘူးကျမတို့အပေါ်အောက်ကနေအပေါ်တက်မယ်ကွာကိုနေချင်းတဲ့ပုံစံတိုင်းကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်ဟိုတုန်းကအထာတွေမဟုတ်တော့ဘူးဒါကျမတို့ဖြစ်ကျမတို့အထာကျမတို့ပုံစံနဲ့ကျမတို့သွားမယ်ပေါ့နော် ဟိုကိုစားပြုမှုကသူ့နေရာနဲ့သူရှိပြီးသားပဲ ဟုတ်တယ် ဟုတ်လားကျွန်တော်တို့ဒါနေပြီးတော့33ဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်တို့အထူးတိုင်းဖွဲ့စည်းပုံတွေကနေပြီးတော့ကျွန်တော်တို့ကတွားရတယ်ကျွန်တော်တို့ရဲ့အထက်မှာဆိုတက် MUT NUG စောင့်သူတွေပေါ့နော်ကျွန်တော်တို့ငါတို့ကတော့ကွာ MUT အမှုလို့ MUT ရဲ့ကုကမှုအောက်မှုလို့ဟုတ်လားကျွန်တော်တို့လည်းမပေါင်းနိုင်အဲ့ဒါဆိုကျွန်တော် Federal မဖြစ်ဘူး မှန်တယ် အဲ့ဒါ Federal မဟုတ်ဘူး အဲ့ဒါ Federal မဟုတ် တော့ ဘူး ကျွန်တော်တို့ကသိဖို့လိုတယ်နောက်တစ်ချက်ကတချို့တွေဝေဝါးနေတယ်တချို့တွေအရန်ဝေဝါးနေတယ်ဘာဝေဝါးလာလဲဆိုတော့သူတို့နှစ်ဖွဲ့ကအဲ့လိုပေါင်းလိုက်တာဘာအကွက်ကိုရွှေ့နေတာဘာအတွက်လဲတစ်ဖက်ကကြည့်လိုက်တော့လေတစ်ဖက်ကဟာလာအခုနဟိုကိုစားပြုမှုချင်းမတူညီဘူးဟိုအုတ်ထိပ်သူမိဘချင်းလည်းမတူညီဘူးပါဗျာကျွန်တော်တို့ဒီလိုမြန်မာလိုဒီကြရာဟိုစကလုံးမကြည့်တော့ဘူးဆိုမိဘချင်းမတူဘူး
ဒါပေမဲ့ကျွန်တော်တို့ဒီမျိုးတဲမှာနေတယ်ဒီထဲမှာတောက်တယ်ကျွန်တော်တို့ရဲ့ဥတီချက်ပန်းနိုင်ဖြစ်တဲ့ဒီ new တော်လိုင်း online ရေးစစ်အာဏာရှင်စနစ်ကြဆိုရေးအတွက်ကျွန်တော်တို့လုပ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ဖွဲ့တည်းလည်းသွားလို့မရဘူးနေရဒေသအသီးသီးကတော်လိုင်းတစ်ဖွဲ့ဝင်နေတာလက်ချင်းချိတ်ပြီးတော့ဆောင်ရွက်နေတဲ့အခြေအနေမှာအခုနောက်တော့ကျွန်တော်အရှိမပြောကြတာမဟာမိတ်ဆိုတာကတော့ကောင်းပါနဲ့အားလုံးကိုယ်ပိုင်နဲ့ဒါမင်းလို့ကွာဒါငါလို့မကွာဟုတ်လားဆိုတာဒါမဟာမိတ်တွေရဲ့သူရသွားရပြောသွားစဉ်လမ်းစဉ်ပေါ့လေအဲ့ဒီတော့ကျွန်တော်တို့ကတစ်ခါထပ်ပြီးတော့ပို့ပြီးကြစ်လက်ခိုင်ပါအောင်ဆိုပြီးတော့ကျွန်တော်တို့ကညီနောင်ဖွဲ့တယ်ညီနောင်ဖွဲ့တယ်ဆိုတာဘာကြောင့်ဖွဲ့ရလဲဆိုတော့ခုနကဒီကြရညံပြောသလိုပေါ့နော်ကျွန်တော်တို့တွေရဲ့ရှေ့အနာဂတ်မှာလှုပ်ဆောင်ခြင်းတဲ့အရာတွေကိုခိုင်မာနဲ့အင်းနဲ့အားနဲ့ပြီးတော့ကျွန်တော်တို့ဒီစနစ်တကျပါနော်ညီညွတ်ပေါ့နော်ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကရည်ရတယ်နောက်ဘာကိုရည်ရလဲဆိုတော့ဒီ Federal Democracy စနစ်ကြီးရှင်းတန်လာဖို့လည်းတခြားနေပြီးတော့ကျွန်တော်တို့ကရည်ရတယ်ကျွန်တော်တို့ကစီရေးကြီးပဲကျွန်တော်တို့ကြည့်လို့မရဘူးလေနိုင်ငံရေးအတွေးမြင်နိုင်ငံရေးအသိဆိုတာလည်းရှိဖို့လိုအပ်တဲ့အတွက်ဒါတွေကိုလည်းကျွန်တော်တို့ကကြိုတင်ပြင်ဆင်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့မျှဝေချင်တယ်ပေါ့နော်ဆွေးနွေးပါကျွန်တော်တို့ စင်းနေပါ ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဘာကိုသွားမြင်လဲဆိုတော့ကျွန်တော်တို့ညီနောင်ဖြိုးရတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ရေဆက်တစ်ဆက်တောင်မှကြပါမြိုင် CO တောင်ပြည်တယ်လေ ဟုတ်တယ် ကျွန်တော်တို့မိုးဆိုရင်တော့စဉ်းစားပေါ့ဟုတ်မလားပို့ပြီးတော့ခီးမရောက်ဘူးလား ရောက်တယ် ဒါကတော့ထုံးစံပဲဟုတ်မလားကျွန်တော်တို့ဒီလိုမျိုးလှုပ်ချင်းအဖြစ်ဘာတွေပို့ပြီးကောင်းလာလဲဆိုတော့ကျွန်တော်တို့ခုသွားမယ့်နေရာတွေရှိတယ်ဗျာဟုတ်မလားတချို့နေရာတွေမှာဆိုရင်ကျွန်တော်ကဘယ်ကနေလာတဲ့ကောင်လဲသူဆိုရင်ရောဘယ်ကနေလာတဲ့ဟာလဲသူ့နေဘယ်မှာဘယ်လိုချင်းတွေရှိလဲအစတပြည့်ကျွန်တော်တို့အစ30လောက်ပဲတီးထားတဲ့အရာပေါ်မှာကျွန်တော်တို့ခုညီနောင်ဖြစ်သွားတဲ့အချိန်မှာတော့100လောက်ကျွန်တော်တို့ပူပြီးသွားတယ်နောက်ဆက်နောက်ထပ်လည်းကျွန်တော်တို့ဆက်ပြီးတော့မှရင်းနီးနဲ့ဟုတ်မလားညီကိုတပွဲခုနဆရာပညာတို့ဟိုတူကြီးတို့ဆရာမတလားညာလို့ပြောရတယ်လို့ပဲကျွန်တော်တို့ကဒီလောက်ပဲသွားတဲ့တူတွေမဟုတ်ဘူးဟုတ်မလားကျွန်တော်တို့ကရှေ့ကိုအများကြီးသွားမဲ့တူတွေကျွန်တော်တို့ပေါင်းစည်းပြီးသွားရင်မိုးလူပုံစံမျိုးဖြိုးသွားရင်ဟုတ်မလားကျွန်တော်တို့အကုန်ဆိုးမှာအကုန်ဆိုရင်မြန်မာတနိုင်ငံလုံးဟုတ်မလားနိုင်ငံကြီးတစ်ခုလုံးကိုဆိုးသွားရင်တော့ကျွန်တော်တို့ပူပြီးတော့ခီးရောက်ဖို့မြန်တာပေါ့နော်အဲ့လိုမျိုးမြင်တယ် ကျွန်တော်ကတော့ဒီ Federal ကနေစပြောမှာပေါ့နော်ညီနောင်ဖွဲ့တာညီကိုပေါ့ညီကိုဖြစ်လိုက်တာ Federal ကကျွန်တော်နိုင်ငံကအမိနိုင်ငံတော်ဖြစ်လာတယ်ဒါကညီနောင်ကျွန်တော်တို့စဖွဲ့ဒါညီကိုဖြစ်လာပြီဒါဒီအမိနိုင်ငံတော်တွေပူလိုက်တာဒါညီကိုကြီးဖြစ်လာတယ်ဒါအိမ်တော်တစ်ခုနဲ့ပဲကျွန်တော်ပြန်တစ်ခုလိုက်မိသားစုတစ်ခုနဲ့ပဲပြန်တွေ့လိုက်ပေါ့နော်မိသားစုတစ်ခုမှာကျွန်တော်ဟိုညီကိုမောင်နှမရှိတယ်ညနေတော့မတူကြဘူးကျွန်တော်လည်းညီကိုမောင်နှမရှိတယ်အကုန်လုံးလည်းညီကိုမောင်နှမရှိတယ်တူတီရောသားသမီးရှိမှာဒါပါဆိုနော်ညီကိုမောင်နှမရှိလာတဲ့မိသားစုမှာတစ်ချက်ကြီးကျွန်တော်ရောမတူစိတ်တချင်းမတူဒါပေမဲ့အရေးကြုံလာရင်ညီကိုနှမတွေ တွေ့စီတာ တွေးစီရတာဒါဒီလိုပဲကျွန်တော်ညီကိုဆိုလည်းအဲ့လိုပဲဒါကျွန်တော်ညီကိုရှိတယ်အဲ့လိုတယောက်နဲ့တော့ဟိုစူးစမ်းကြတယ်ပေါ့ဟိုအိမ်မှာပြဿနာတစ်ခုဖြစ်လာတယ်ဒါဆိုကျွန်တော်နိုင်ငံမှာပြဿနာဖြစ်လာတယ်ဘာလို့လဲ Federal ဖြစ်မလာသေးဘူးနိုင်ငံမှာ Federal ဖြစ်တဲ့တော့ဒါပြဿနာတစ်ခုဒါမိသားစုမှာဆိုရင်ဒါပြဿနာတစ်ခုဖြစ်လာတယ်ကျွန်တော်ဒီဟာကိုကျွန်တော်ညီကိုမောင်နှမတွေအကုန်လုံးတူရုံးကြမယ်ဖြစ်လာတယ်ဒီ Federal ပြည်ထောင်စုဒီနိုင်ငံကြီးဖြစ်လာဒီမိုကရေစီနိုင်ငံ Federal ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာပြီဆိုရင်ဒါကျွန်တော်တို့လိုချင်တဲ့အရာရလိုက်ဆိုကျွန်တော်တို့ကဘာလဲဆိုအဲ့မှာကျွန်တော်ထပ်ခွဲလိုက်အိမ်အောင်ကြတယ်လို့သဘောထားလိုက်တယ်တိုင်းသားညီကောင်မောင်နှမတွေရပါဆိုအိမ်အောင်ကြသွားတယ်ကိုယ့်အကူစီးပွားရေးလေးကိုပြည်နေကိုယ့်အကူဒါပဲလေဒါမိသားစုပဲဒါ တိုင်းဝမ်လေး ဒါပဲကျွန်တော်ကတော့ဒါညီနောင်ဒါညီကိုပဲနိုင်ငံကနေပတ်သက်ပေါ့နိုင်ငံကနေပေါက်ဖွားလိုက်တာဒါညီကိုတွေဒါညီကိုမိသားစုနဲ့ပြန်ပြောမယ်ဆိုဒါညီကိုတွေပဲအဲ့ဒီချိန်ကျရင်ကျွန်တော်တို့လိုချင်တဲ့ဒါအခုကျွန်တော်တို့ညီနောင်တွေဖွဲ့တယ်ညီနောင်မဟာမိတ်တွေဖွဲ့ကြတဲ့ခိုင်မှာကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ရည်ရချက် Federal Democracy နိုင်ငံဖြစ်ရမယ်ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ညီနောင်တွေဖွဲ့တယ်ညီကိုဖြစ်တာဒါအမိနိုင်ငံတော်ဖြစ်လာရတာကျွန်တော်ညီကိုတွေဖြစ်လာပြီကျွန်တော်တို့ရည်မှချက် Federal Democracy နိုင်ငံကြီးလည်းဖြစ်ကောကျွန်တော်တို့လိုချင်တဲ့ရည်မှချက်ပြရောဥမာမိသားစုတစ်ခုမှဆိုစီးပွားရေးတစ်ခုကောက်လိုက်ဆိုရင်ငါသားမင်းဘယ်လုပ်ကိုလုပ်ဒါအိမ်တော်တစ်ခုကြလဲတော့ပဲဒါသဘောကျွန်တော်သဘောတစ်ခုကိုပြောတာအိမ်တော်တစ်ခုကြလို့မင်းဒီလုပ်ကိုလုပ်ဒါကျွန်တော်တို့ခုဖြစ်လာပြီကျွန်တော်မွန်ပြည်နယ်ကျွန်တော်ကိုသားပြည့်တယ်ကျွန်တော် Federal Democracy ကျွန်တော်ပြည်နယ်ကျွန်တော်အုပ်ချုပ်မယ်ဒါပဲသဘောဒါပဲဒါအိမ်တော်တစ်ခုကြလို့မင်းစီးပွားရေးတစ်ခုဒါမင်းစီးပွားရေးမင်းလုပ်ဆိုတဲ့သဘောပဲဒါညီကိုရီမော်တော်မကြီးဒါတကူပဲလေအဲ့ဒါကိုကျွန်တော်တို့ဘာဘလို့ဖြစ်လို့ဒါလို့ဆိုဘောရည်နိုင်ငံရေးဘောရည်စာဖတ်ကြပါအမြင်တွေပွင့်ကြပါတစ်ဖက်တွေမပိတ်ကြပါနဲ့ကျွန်တော်အဲ့ဒါအဓိကပြောချင်တာပါညီကိုမောင်တော်မဒါအချင်းညမိသားစုလိုပဲ
အိမ်အောင်ကြောက်ရတဲ့ခါကျတယောက်တစ်ယောက်စီးပွားရေးလုပ်လဲရုံပဲပြဿနာဖြစ်လာရင်အညီကိုမတော်မတွေကအကုန်လုံးပဲ ရစုမိတာ ပြန်စုမိတာပဲဒါအဓိကအဲ့ဒါ အိမ်တော်ကြောက် ဒါမိသားစုနဲ့အကုန်လုံးကမိသားစုရှိကြတယ် ဒီထဲပဲပြန်ရတာ ဒီထဲပဲပြင်ရတာအဓိပ္ပာယ်ရတာပါပဲဒီကတော့ ဒီညမှာကျွန်မတွေ့တာတစ်ချက်ပေါ့နော်။ဘာလဲဆိုတော့လူငယ်လူငယ်လို့ပြောလို့ကိုဗျာဟိုမပါဘူးတော့မဟုတ်ဘူးပေါ့နော်။ဒီလူငယ်ကိုအားပေးတဲ့လူကြီးတယောက်အနေနဲ့ဆိုလို့ရှိရင်ဒါဒီကျမတို့ဒီညီနောင်တက်ဖွဲ့မှာဆိုလို့ရှိရင်ကျမတို့အများဆုံးတွေ့တဲ့အားပေါ့နော်။လူငယ်ရဲ့သွန်းအားဒီအဓိကဖြစ်တယ်။အဓိကအနေနဲ့သွားတဲ့ဒီပုံစံတရားဖြစ်တဲ့အတွက်ကြောင့်ကျမတို့လူငယ်တွေရဲ့အတွေးခေါ်လူငယ်တွေရဲ့လုံနိုင်စွမ်းကိုယုံကြည်နေဦးတော်လိုင်းကြီးမှာပောက်ခွာလာတဲ့ပြောရရင်လူငယ်ဂျန်စီပေါ့လေဂျန်စီလူငယ်တွေရဲ့တော်လန်ရေးဒီကျမတို့ကျမတို့ယုံကြည်တဲ့အတွက်ကြောင့်ဒီလွတ်လပ်တဲ့အတွေးမြင်နဲ့ကျမတို့နေချင်တဲ့အနာဂတ်ကိုပုံဖော်ကြမယ်ကွာပုံဖော်ကြတဲ့အခါကျလို့ရှိရင်ဒီညီနောင်တက်ဖွဲ့ဆိုတဲ့သဘောတရားမှာလေသဘောထားကြီးမှုပြီးရင်ကျမတို့အခုတက်မှာဆိုလို့ရှိရင်လည်းစုံလင်ကွဲပြားမှုတွေတပုံရှိတယ်စုံလင်ကွဲပြားမှုတွေတပုံရှိတယ်ဘာသာမတူတာကအစရှိတယ်ခရစ်ယာန်ဗုဒ္ဓဘာသာမွတ်စလင်ကျမတို့မှာအကုန်ရှိတယ်ဟိန္ဒူအကုန်ရှိတယ်ပြီးတော့ဒီကျမတို့မွန်ပြည်နယ်ကိုအရင်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘောင်းဆောင်ကလာတဲ့လူတွေရှိတယ်ကွာပြီးတော့ဒီမိပြ33မှာဆိုလို့ရှိရင်လည်းဒီthe way more bake ဗမာဘိတ်ကရင်နော်ဒါကဒီကျမတို့ရဲ့ဖြစ်တည်မှုအတိုင်းကိုဖြစ်နေတဲ့အရာဖြစ်တယ်ပေါ့နော်ဒီအရာကိုကျမတို့ကလက်ခံပြီးတော့ဘယ်လိုကောင်းအောင်လုပ်ကြမလဲဘယ်သူမှမလျော့ဝါစေရဘူးဘယ်သူမှဘယ်သူမှဘယ်သူအပေါ်မှာမရှိစေရဘူးကွာဒီတရားတဲ့ကြစွာနဲ့ကျမတို့ဒီဘယ်လိုမျိုးသွားကြမလဲသဘောထားကြီးနဲ့ဘယ်လိုသွားကြမလဲဒီဟာဒီ Federal Democracy ရဲ့နှစ်တာတာဖြစ်တယ်ဆိုတော့ကျမကတော့အဲ့ဒီအနာဂတ်ကိုတွေးကြည့်ရုံနဲ့ကိုကျမပျော်တယ်ကွာကျမပျော်တယ်ကျမကလူချင်တဲ့အတွက်ကြောင့်အခုလည်းဟိုလုတ်တယ်ကွာတိုက်တယ်ကွာ အခုပေါ့နော်ကျွန်တော်တို့ရဒီခီးပန်းနိုင်မဆုံးသေးဘူးပေါ့ လု နော် တ်တယ် မဆုံးသေးတော့လည်းပဲကျွန်တော်တို့ဟိုပေါ့ဒီလိုညီမဟာမိတ်ရနေပြီးတော့ညီနောင်အဖြစ်ပေါင်းစပ်ဖွဲ့စည်းလိုက်တော့ပို့ပြီးကျွန်တော်တို့ဘာတွေအားကောင်းလာလဲဆိုတော့နှစ်ဖက်တည်းကျွန်တော်တို့ရေဘက်တွေပွင့်ထွက်လာတယ်ပြီးတော့ယုံကြည်မှုတွေပိုများလာတယ်ဒါတော်များများလည်းသိမယ်ကျွန်တော်ဆိုရင်ဒီပေါ်တက်လာလိုက်အောက်ဆင်းလိုက်ဟိုဘက်ရောက်သွားလိုက်ဘာအတွက်လဲဆိုတော့အရင်တော့ဆိုကျွန်တော်မသွားရဲဘူးလေမသွားရဲဘူးဆိုတာမဟာမိတ်စီလေးပြန်လာတော့ ဟုတ်တယ် အဲ့စီလေးနဲ့ကိုနေရတယ်ကိုကြတော့ညီနောင်လည်းပြုတ်သွားပြီညီကိုလည်းပြုတ်သွားပြီဆိုတော့ကိုယ့်အိမ်ကိုလာနေရတယ်လို့စိတ်ကလုံခြုံမှုလည်းရတယ်ခံစားချက်မှလည်းတကယ်ဟိုနှွေးထွေးတယ်လို့ခံစားရတာပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့လောကဒီညီနောင်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာကျွန်တော်တို့အရင်ကိုသဘောကျတယ်နောက်ပြီးတော့ဟိုဘယ်လိုလဲဆိုတော့ကျွန်တော်တို့အခုနဒီဘာဆိုင်ပြောရတယ်လို့ပဲကစက်ချင်းတစ်ချက်ချင်းစုလာတဲ့ဥစ္စာလေးอ่ะခုဆိုရင်ကျွန်တော်တို့က ကြည့်နေပြီပေါ့ ဟိုဘယ်လိုပေါ့ရိုက်ပြပြီးလို့တော့ကျွန်တော်မပြောသေးဘူးဟုတ်တယ်ကျွန်တော်တို့ဆက်ပြဖို့လိုသေးတယ် ဆက်ပြရတယ်ဆက်ပြ အရင်လိုကျွန်တော်တို့နည်းနည်းလေးမဟုတ်တော့ဘူးတောက်ချင်တော့မခတ်တော့လို့ ရနေ ရတဲ့အနေအထားရောက်လာတယ်အဲ့လိုပုံစံမျိုးတွေ ဆိုတော့ကျွန်တော် ဝန်တာတယ် ကျွန်တော်ဗာတွေ့လေဆိုတော့ကျမတို့ကပိုနားလိုက်လာကြတယ်ကွာ ဟုတ်တယ် ဒီဘက်ချင်းပိုနီးလာတယ်ဆိုတော့ဟိုအခုဒီမှာဥမာပြရမယ်ဆိုလို့ရှိရင်မို့အနေနဲ့မို့ပေါ့နော်ကျမဆိုရင်မို့လူမျိုးတယောက်အနေနဲ့ဆိုလို့ရှိရင်သူတို့မှာကဒီနှစ်တော်လိုင်းကြီးလောကဒန်လိုပဲပြောကွာဒီစကားစမဟုတ်အောင် စက်ကမ ဘယ်လိုပြော ဟို မ နာ လဲ မည်တက်သူကဘယ်လိုပဲသူကဘယ်လိုပဲတက် တက်မတော်ထားလိုက်တော့ဒီတက်မတော်ကနေပြီးတော့ကျမတို့မွန်ရွာတွေဘာညာဖြက်စီးခဲ့တဲ့ဒီစိတ်ခံစားချက်တွေရှိတယ်ကွာစိတ်ခံစားချက်တွေရှိတယ်ပြီးတော့ဒီနာကြီးမှုတွေရှိတဲ့အခါကျတော့ဘလို့ပဲဖြစ်ဒီလူမျိုးရေးပေါ့နော်လူမျိုးရေးအရာဆိုလို့ရှိရင်ဗမာတွေ့ရင်ဟာဒီကောင်တွေကတူပဲလားဆိုပြီးတော့ဖြစ်လာတယ်ဒါပေမဲ့မဟုတ်ဘူးဆိုတဲ့အကြောင်းကွာဒီလှုပ်တဲ့သူတွေကတက်ဒီမှာကျမတို့ ਨੇ အတူတူငါတို့လည်းဒီပြောရရင်ကိုထုံကြီးတို့လိုမျိုးเนาะတထုံမှာမွေးတယ်ပြီးတော့ဒီမှာဗမာလို့ပြောရမှာကွာဆိုတော့အတူတူယုံနေတဲ့လူတွေလည်းရှိတယ်ဆိုတော့ဒီနားလည်မှုဒီခံစားချက်တွေတူလာတယ်ပြီးတော့ဒီဗမာတယောက်အနေနဲ့ဆိုလို့ရှိရင်လည်းဒီမျိုးတော်နိုင်ရေးနောက်ပိုင်းမှာဆိုလို့ရှိရင်တိုင်းသားတွေကဘာလို့ဒီလိုခံစားရတာလဲဆိုတော့ပို့ပြီးတော့နားလည်လာတယ်လို့ကျမအနေနဲ့ မှန်တယ် ဒါကိုလက်ခံထားတယ်ကွာ
ဘာလို့လဲဆိုလို့ရှိရင်မျိုးတော်နိုင်ရေးနောက်ပိုင်းမှာဒီလိုမျိုးသူတို့တွေကခံထားရလို့ဒီလိုမျိုးဖိနှိပ်မှုတွေခံထားရတဲ့အတွက်ကြောင့်ဒီလူမျိုးစုတစ်ခုပေါ်မှာလူမျိုးကြီးဝါဒကြောင့်ဒီလိုမျိုးမြင်နေဆိုတာကိုပို့ပြီးတော့နားလည်လာတယ်ကွာနားလည်လာတယ်ရင်ဘတ်ချင်းပိုနီးလာတဲ့အတွက်ကြောင့်ဒီကကျမတို့နားလည်မှုကနေစပြီးတော့ယုံကြည်မှုဆိုတာဖြစ်လာတယ်ပေါ့နော်ဒါကဒီຫນွေဥတော်နိုင်ရေးဒီကျမတို့တော်တော်လေးချက်ကျမဒီလိုဒါကမျော်လေးလို့အရဆုံးတော်လဲရေးတစ်ခုပဲဖြစ်တယ်ကွာဒီကျမတို့လက်ထက်မှာຫນွေဥတော်လဲရေးနဲ့ကြုံတယ်ဒီຫນွေဥတော်လဲရေးမှာကျမတို့သွားချင်တဲ့အနာဂတ်ကိုမရရအောင်ပုံဖော်ရမယ်အဲ့ဒါမှဒါနောက်ဆက်တွဲမျိုးဆက်တွေဆိုတာဒီသူတို့ရဲ့အနာဂတ်လှမှာကျမတို့ကလည်းလုံနိုင်တဲ့လောက်အကုန်လုပ်သွားမှာတော့လုံနိုင်တဲ့လောက်အကုန်လုပ်တဲ့အထဲမှာဆိုလို့ရှိရင်နားလည်မှုဘလို့တိဆောက်ကြနားလည်မှုဘလို့နားလည်ကြရမလဲကိုခံစားချက်သူခံစားချက်ဘလို့ရှိလဲပြီးရင်ဘလို့မျိုးနာကြီးမှုတွေရှိလဲယုံကြည်မှုတိဆောက်ကြမယ်ကျတော့အတူသွားမယ်တရားတဲကြမယ်တစ်ထက်တဲကြမယ်ဆက်ကြုံမယ် ဒါပဲ ဒါ ဟို ပဲ စားပြောဝမ်းညီမပြောသလိုပဲဟိုစားပေါ့ဒီလူမျိုးကြီးဝါဒမှာပဲပြောဘာပြောပေါ့အရင်ကဆိုရင်ဗမာအများစုရှိတဲ့နေရာတွေဆိုရင်အရင်ကဆိုရင်ဘာမှဖိနှိပ်မှုကြီးနဲတယ်ဒီຫນွေဥတော်လှန်ရေးကြာမှာဟိုစားဖြစ်တာပြီးကြတော့ဒီຫນွေဥတော်လှန်ရေးရောက်မှာဗမာလူမျိုးတွေကလည်းတိုင်းရင်းသားတွေရဲ့ခံစားနေရတဲ့ဖိနှိပ်ခဲ့တဲ့ဟာကိုချင်းစာလာအရင်ကမသိခဲ့ဘူးအရင်ကကြတော့သူတို့ရဲ့ဝါဒဖြန့်တဲ့မြောက်ဝတီတို့မြမတန်တို့ကြည်ပြီးတော့ပဲဒါပဲဟိုစားတယ် ပိုင်းနေပြီးခဲ့ ပိုင်းနေပြီးခဲ့တာဆိုတော့ဒီတိုင်းရင်းသားတွေဘလို့ခံစားရတယ်ဒီစကမအနေမှာဒီတက်မတော်ကနေမှာဘယ်လောက်ထိဖိနှိပ်ခဲ့တယ်ဆိုတာအခုမှကိုတွေ့မျက်မြင်ကြုံတွေ့ရမှာသူတို့ကတိုင်းရင်းသားတွေကနှစ်ပေါင်းအများကြီးဒီလိုဖိနှိပ်ခံခဲ့ရတယ်ဆိုတော့ကိုချင်းစာစိတ်တွေဖြစ်လာခဲ့တာဒါဟုတ်တယ်မလားပြီးကြတော့အဲ့ဒီအတွက်လည်းဒီမှာဗမာလူမျိုးတွေကလည်းတွန်းတိုက်ပါဝင်လာကြတယ်နောက်ကြတော့ကျွန်တော်တို့ညီနောင်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မဟာမိတ်ထက်ကျွန်တော်အဆင့်မြင့်လိုက်တဲ့အတွက်တယောက်နဲ့တယောက်ကရင်ဘတ်ချင်းကလည်းနီးစပ်သွားတယ်ပြီးကြတော့ပွင့်လင်းမြင့်တာမှုလည်းပိုရှိလာတယ်အရင်ကတည်းကဆိုင်အရင်ကဆိုရင်နည်းနည်းရှိန်နေသေးတယ်တယောက်နဲ့တယောက်ကဟုတ်တယ်မလားအခုဆိုရင်ညီနောင်ဖြစ်သွားတဲ့အတွက်ပွင့်လင်းလင်းပဲပြောကြတယ်ကိုညီကိုတွေဖြစ်သွားတဲ့အတွက်ညီကိုလိုမျိုးပဲညီကိုတန်အောင်စင်မျိုးလည်းရှိတယ်တူတူတိုက်ပွဲတွေဝင်လာခဲ့တဲ့အတွက်ပြီးကြရင်တိုက်ပွဲမှာကိုတက်ကမဟုတ်လဲကိုညီနောင်ဘက်ကထိသွားဆိုရင်ကိုလူထိတာပဲကိုညီကိုထိတာပဲအဲ့အတွက်အကုန်လုံးကဘယ်လိုပြောရမလဲဆိုတော့ တက်ပေးပြီးကာကွယ်တာကွာ ဒီတယောက်ထိတယ်သူထိတယ်ကိုထိတာပဲကိုထိတာအတူတူပဲဒါကညီကိုတွေဖြစ်သွားပြီဖြစ်တဲ့အတွက်ညီနောင်ဖြစ်သွားပြီအတွက်အဲ့ဒီမှာကျွန်တော်တို့ကပို့ပြီးတော့စီးလုံးညီညွတ်မှုတွေပို့ပြီးတော့တိုးလာတယ်ရင်ဘတ်ချင်းတွေလည်းနီးစပ်လာတယ်ပွင့်လင်းမြင်သာမှုတွေရှိလာနောက်ချက်ကကြတော့စကမကြတော့ဒီလိုမျိုးသွေးစည်းညီညွတ်မှုမကြိုက်ဘူးသွေးခွဲတာတိုင်းသားနဲ့ဒီဗမာတွေနဲ့ကိုသွေးခွဲတာဟိုအရင်အဆက်ဆက်ကလေးကသွေးခွဲလာတဲ့အတွက်ဒီမှာသွေးစည်းညီညွတ်မှုရှိတယ်သူကပြိုလဲတော့မှလေသွေးစည်းညီညွတ်မှုနဲ့ဒီလိုမျိုးအချင်းချင်းညီညွတ်နေရင်သူပြိုလဲဟိုကရာခိုင်နှုန်းက 100% ကျင်းတည်နေပြီဒီမျိုးသွေးစီးပြီးတော့တိုက်ရင်တိုင်းသားတွေနဲ့တိုက်လိုက်သူသွားပြိုလဲပြီသူအာနာမတည်မြဲနိုင်တော့ ဆိုတော့ဒီမှာကျမစဉ်းစားမိတာပေါ့နော်တိုင်းရင်းသားဆိုတဲ့ဝါဟာရဂျင်း ဟုတ်တယ် ဘာလဲဆိုလို့ရှိရင်ဒါကဒီနေဝင်းကစလာဒီပြောချင်တာစေအုပ်စုကဂျင်းထဲတာ အဆက်အရှင်ပေါ့နော် ဂျင်းထဲတာဘာလို့ဆိုတိုင်းရင်းသားလို့သူတို့ကနာမည်ပေးပလိုက်တာကျမအနေနဲ့ကျမနားလေတဲ့လောက်ပေါ့နော်ကျမလက်ခံတယ်လောက်ဆိုအမှန်ကအကုန်လုံးကလူမျိုးတွေပဲတူပဲကွာတူပဲဒါမှဒီဌာနေတိုင်းရင်းသားဆိုပြီးတော့တစ်စစ်နှိမ့်လိုက်တာကွာအမှန်ကမဟုတ်ဘူးတူပဲ ဟုတ်တ ကျ ယ် မပြောကချင်ကရကချင်းပါမို့ရခိုင်ချက်အကုန်လုံးကတူပဲဖြစ်တယ်ကွာဆိုတော့ဘာလဲကျမတို့ပြောနေကြဟာတာရှိတယ်ကရင်တစ်ချက်ဗမာတစ်ချက်မွန်တစ်ချက်ဗမာတစ်ချက်ဗမာကနောက်ဆုံးပေါင်းလိုက်တော့ဘယ်နဲ့ချက်လဲခုနှစ်ချက်လားအဲ့လိုမျိုးတွေကိုကျင်းထည့်ခဲ့တာပြီးတော့နောက်တစ်ခုကျမသူတို့ကအမြဲတမ်းပြောတယ်ဟာလဲတိုင်းရင်းသားဟာလဲသွေးစည်းညီညွတ်မှုမပြိုကွဲရေးဆိုတော့အဲ့ဒီညမှာဘာသွားပြီးတော့အမေကွန်းပေါ့နော်135မျိုးရှိတယ်ဆိုတာအမှန်တိုင်းကျမတို့တေချာစီးရင်ကောက်ကြည့်ရင်အဲ့ဒါကအဖြေပေါ်လိမ့်မယ်အဲ့ဒါအဖြေပေါ်လိမ့်မယ်ဒီ135မျိုးရှိတယ်ဆိုတော့ဒီဟာကြီးကိုသူတို့ကဟိုးအင်္ဂလိပ်ခေတ်ကလေးကဒီဒေတာစကားပေါ့နော်ကျမတို့မွန်မှာဆိုလို့ရှိရင်လည်းမတူဘူးမွန်ကတစ်မျိုးလေးရှိတယ်ဆိုတာဒီတမိုင်းကြောင်အရာထောက်ထားရှိတဲ့အတွက်ကြောင့်ဒီမျိုးလက်ခံထားတာပေါ့နော်ဒီစကားအရဆိုလို့ရှိရင်ကျမတို့ဒေတာမှာဆိုတစ်မျိုးပြောကြတာမျိုးရှိတယ်ဒါတွေကဒီ2ခု3ခုခွဲတာမျိုးဒါတွေရှိတယ်ပေါ့နော်ပြောချင်တာဒီ135မျိုးဒီဂျင်းနဲ့ဖြစ်နေနိုင်တယ်ဒီတိုင်းရင်းသားလူမျိုးတွေဒီလောက်များတဲ့အတွက်ကြောင့်ငါတို့ကအပေါ်ကနေအုပ်ချုပ်ရမယ်ဗာမယ်မဟုတ်ဘူးနော်ကျမပြောတာအဲ့
အဲ့ဒီဟာကိုဒီစနစ်ကိုမကြိုက်တဲ့အတွက်ကြောင့်လဲကျမတို့အခုသွားနေတဲ့အောက်ခြေကနေစားတဲ့ Federal ကိုကျမတို့လှမ်းနေတာဖြစ်တယ်ဒါကအကောင်းဆုံးအရွေပဲအကောင်းဆုံးအချိန်ပဲဆိုတော့ဒီနေရာမှာအဓိကကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တွေးစည်းညီညွတ်မှုကျမတို့တရားတွေတစ်ထက်တည်းကြားတဲ့တွေးစည်းညီညွတ်မှုကိုပြောရင်တော်လှန်ရေးစိတ်စေတနာမှန်တဲ့သူတွေကွာဒီဟာကိုကျမတို့တွန်းရမယ်ညီနောင်တက်ဖွဲ့အနေနဲ့ကျမတို့ကဒါကိုခိုင်ခိုင်မာမာလုပ်ပြီးတော့ဒီတော်လှန်ရေးမှာသူတွန်းကြမယ်သူတွားကြမယ်စက်ကြုံမယ်စက်တိုက်မယ် တက်တိုက်ပဲ ပြုတ်တဲ့တိကိုတိုက်မှာ တိုက်မှာတိုက်မှာအဆုံး ပြုတ် နဲ့ တဲ့ ထိ တိကိုတိုက် ကျွန်တော်တို့ပေါ့ဟိုနေပေါ့ကျွန်တော်တို့ပေါ့တော့အောင်လဲဆိုရင်ကျွန်တော်တို့ကချီလန်းမှန်ရမယ် อืม ချီလန်းမှန်ရမယ်ပို့ရင်ကျွန်တော်တို့ချီတန်လုံအောင်မှာ ဟုတ်တယ် အော်ပို့ရင်ကျွန်တော်တို့ခုနပြောရတဲ့အထက်အလောက်ပါလေလူငယ်ချီတက်တွေလူငယ်ချီတက်တွေကျွန်တော်တို့များများမွေးထုတ်ပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစင်ဆက်ကျွန်တော်တို့ကြည့်တယ်စင်ဆက်ကြည့်တော့ဗောနော်တကယ်ဒီဘက်နဲ့တိတိကျကျနှစ်ပြီးတော့လမ်းပြပေးသွားတဲ့လူတွေကရှားတယ်အဲ့ဒီလိုပြည့်အောင်လို့လဲသူကစနစ်တကျပုံဖော်ပြီးတော့ဖြစ်စည်းခဲ့တဲ့အရာတွေလည်းအများကြီးရှိတယ်ဗောနော်ဒါကတော့ကျွန်တော်တို့အခက်အခဲတစ်ခုအနေနဲ့နောက်တစ်ပတ်ကျမှပြန်ဆွေးနွေးမယ်နော်ကျွန်တော်တို့အခုအဓိကကျွန်တော်တို့သွားခြင်းတဲ့ plan ကတော့ဒီနီနောင် plan ပေါ့နီနောင်ရဲ့ဒီနှစ်တာတဲ့ရှိမှုပုံမှာကျွန်တော်တို့ဆွေးနွေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ဘေးထွက်သွားမှဆိုလို့ကျွန်တော်နီနောင်ကိစ္စပဲပြန်ပြီးတော့ကျွန်တော်တည့်နေတော့နော်အဲ့တော့ကျွန်တော်တို့ကနီနောင်လည်းဖြစ်လာပြီတယောက်နဲ့တယောက်လည်းတူနဲ့တူလည်းယုံကြည်မှုတွေခိုင်မာလာပြီဟုတ်လားစီလုံးညီညွတ်မှုကလည်းအကောင်းလာပြီနော်ပြီးရင်ကျွန်တော်တို့အရေးတကူကိုသွားနေတယ်ပဲခြေလမ်းမှန်မှခြေတန်လုံလုံနဲ့ကျွန်တော်တို့ဆောင်ရွက်နေတယ်ဆိုတော့လေသိရှိလာကြပြီဖြစ်တဲ့အတွက်ကျွန်တော်ထင်ပါတယ်ရှေ့ဆက်လေးကျွန်တော်တို့ရဲ့ဒီနီနောင်တပ်ဖွဲ့တွေကပို့ပြီးတော့တိုးတက်လာလေပြီးတော့တိုက်ပွဲတိုင်းမှာလည်းပို့ပြီးတော့အောင်မြင်လာလေလို့တော့ကျွန်တော်တော့လုံးဝလက်ခံနေပါတယ်အဲ့ဒါ ကျွန်တော်တို့ကဘာပြောရမလဲခုတော့ဝင်ပြောပါနော် ကျွန်တော်တို့နောက်ဆုံးချုပ်လိုက်မယ် ချုပ်မယ်နော်တော့ညီနောင်ဖြစ်လာပြီပေါ့နော်တယောက်နဲ့ရောက်တော့လူတယောက်နဲ့တော့မတူကြဘူးအမှန်တကယ်ကဘယ်သူမှမတူကြပါဘူးဟိုအဲ့ကြကျွန်တော်ဗါလဲဆိုတော့ဒီညီနောင်ညီကိုမောင်နှမတွေနှလုံးသားချင်းချက်ပင်ထိုးကြမယ်အဓိကပါနှလုံးသားချင်းချက်ပင်ထိုးကြမယ်မတူကြပြမှုတွေကိုနှာပြီးထည့်ထားမယ်ကျွန်တော်တို့နှလုံးသားချင်းချက်ပင်ထိုးကြမယ်ရွေချက်ပန်းတိုင်းကိုတူတူလုပ်ကြမယ်ဒါပါပဲအဓိကတော့အဲ့ဒါရှင်မချင်းချက်ပင်ထိုးကြတာပေါ့ တူညီတဲ့ဟာကိုခဏပြခဲ့တာတူညီတဲ့ဟာကို အကုန်လုံးကတော့တူနိုင်မှာမဟုတ်ဘူးတေးကြတယ်ဘယ်သူမှမတူနိုင်ဘူးဘာလို့လဲဆိုတော့မတူဘူးလေကိုပညာနဲ့ကျွန်တော်လည်းမတူနိုင်ဘူးအကြိုက်လက်တူမှာမဟုတ်ဘူးကိုပညာစိတ်ဖို့လေးကြိုက်လိမ့်မယ်ကျွန်တော် secret ကြိုက်လိမ့်မယ်ဒါမတူနိုင်ဘူးဒါသဘောပြပြရလေ မှန်တယ်မှန်တယ် အဲ့တော့ကျွန်တော်ရင်းမချင်းချင်းမထိုးမင်းဘာဖြစ်လဲငါဘာဖြစ်လဲဘာလဲတရားညှိနှိုင်းပြီးတော့ဟိုမင်းတာဝါတာရှိမယ်ငါတာဝါတာရှိမယ်မင်းနဲ့ရော့ဝါတာရှိမယ်ငါရော့ဝါတာရှိမယ်ဥပမာသဘောอ่ะပေါ့နော်အဲ့တယောက်နှလုံးသားချင်းချက်ပင်ထိုးကြတာရင်းမချင်းချက်ပင်ထိုးကြတာဟိုတယောက်ညှိရမှာပေါ့နော်မင်းဘာကောင်လဲငါဘာကောင်လဲဆိုတာကြီးရ ဘေးချိတ်တာ ဘေးချိတ်တာပြီးတော့ညီကိုတွေပဲညီကိုမောင်နှမတွေပေါ့နော် စုံနေကွဲပြားမှုကိုကျမတို့ကလေးစားရတယ်လေးစားရမယ်တန်ဖိုးထားရမယ်မတူတဲ့အတွက်ကြောင့်လည်းကျမတို့ပိုကောင်းတဲ့ဟာတွေမြင်ရတယ်ကွာပြောချင်တာဒီဟိုဥမာပေးနေကြလို့မျိုးပန်းကင်းတစ်ခုတည်းပန်းရောင်တစ်ခုတည်းဆိုရင်တစ်ခုတည်းထက်ဒီစုံနေကွဲပြားတဲ့ဟာကဘယ်ဟာပိုလှမလဲဆိုတာမျိုးပေါ့လေကျမကတော့ဒီစုံနေကွဲပြားမှုကိုလူကြောင့်လေးစားတယ်ပြီးတော့တဟဇာတာဖြစ်နေကျမတို့ဆက်ပြီးတော့အတူနေထိုင်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျမတို့ခင်မှာတက်တည်ပြမယ် ဟိုဟာလိုမျိုးပေါ့ဗျာကျွန်တော်တို့ဆိုရင်လက်ညှိုးနဲ့အချောင်းနဲ့ထိုးရင်နာမယ်လက်တီးဆုပ်ပြီးထိုးရင်ပိုပြီးအားရှိတာပေါ့ဒါပေမဲ့လက်တီးဆုပ်တဲ့ချိန်မှာလေဘယ်လက်ကနာနေတယ်ကျွန်တော်တို့ကောင်းကောင်းသိဘာလို့ဆိုလက်တစ်ချောင်းနဲ့ဖြစ်နေအောင်မလို့အစုတစည်းတည်းရှိနေတာမလို့အဲ့တော့ဘယ်ကောင်းနာလဲကျွန်တော်တို့ကောင်းကောင်းသိတယ်ပြီးရင်စုပြီးထိုးရင်လည်းကျွန်တော်တို့အားပူရှိတယ်ဆိုတာလေကောင်းကောင်းသိလာလိမ့်မယ်ဟုတ်တယ်မလား ဟုတ်တယ် ညီနောင်ဆိုတဲ့ဟာလေဒီသဘောပါ မှန်တယ် လက်တီးဆုပ်ပြီးတော့ထိုးကြတာပေါ့ ဆုပ်တယ်ချောင်းနဲ့ထိုးရတယ်လက်တီးဆုပ်ထိုးရတယ်ဘယ်အားတာ လဲ လဲ ဆိုရင်ကျမတို့ဘာသွားလုပ်လဲလေဒီလိုပဲလားထိုးရင်ကျွေးရင်တေကျွေး အဲ့လိုမျိုးအဓိကတို့စူးစူးစီးစီးနဲ့ဟိုလက်တီးလိုမျိုးပေါ့ဗျာဟုတ်တယ်မလားလက်ညှိုးတစ်ချောင်းနဲ့သွားထိုးနေတေးချတာ ကြားတယ် ကြာလဲကြာတယ်နာလဲနာ ရှင်းပါလေကျွန်တော်ဗာမြင်လိုက်လေဆိုရှင်းမှာဟိုတော်လိုင်းရေးဆိုတာရှိခဲ့ဘူးလေနှစ်6တယ်နှစ်9တယ်လို့ရှိကြတယ်တစ်ချောင်းနဲ့တစ်ချောင်းနဲ့နှစ်ချောင်းထိုးလိုက်ရှိခုချိန်မှာကျွန်တော်လက်တီးစုပ်နေပြီလက်တီးစုပ်နေတဲ့အချိန်မှာကျွန်တော်တို့လက်တီးကိုရန်သူကိုလက်တီးနဲ့ထိုးမှာကျွန်တော်တို့လက်တီးကတော့တစ်ချောင်းနဲ့ထိုးတာတွေနှစ်ချောင်းနဲ့ထိုးတာတွေမလုံးနဲ့တော့ကျွန်တော်တို့လက်တီးစုပ်ပြီးတော့ထိုးဖို့အများကြီးလိုအပ်လာပြီရန်သူထိနာနေပြီထိနာစူးစီးမှုစူးစီးမှုအားကောင်းမှကျွန်တော်တို့လည်းရန်သူအလဲထိုးနိုင်မှာကျွန်တော်တို့အဓိက အကောင်လုံးရဲ့ပုံရံသူကလည်း
ဒါပဲရှိတာ ဒါပဲရှိတာ ဒီကောင်ပဲ ကြောက်တယ်လေအဲ့လိုစူးစီးပြီးတော့ရဲကြောက်တယ် အဲ့ကြောင့်လည်း तू ကအမြဲတမ်း तू တင်းကွဲတယ်တင်းကွဲအောင်လုပ်တယ်အမြဲတမ်းဘာသာရေးရတော့၎င်းဟိုဘာသာရေးကိုမှိုင်းတိုက်တယ်လူမျိုးရေးကိုမှိုင်းတိုက်တယ် ပြီးတော့မယ်ဘာညာအဲ့ဒီမိုင်းတွေကိုလည်းတတိထား ဒါကြီးကျွန်တော်တို့ဥမာအေးရခိုင်ကအလုပ်တွေလုပ်တဲ့ချိန်မှာရန်ကုန်မှာဆိုမဘာသာတွေဒီစစ်အာဏာရှင်ရဲ့ဒီလက်ကင်တုပ်တွေကဘာလုပ်လဲဆိုလူမျိုးရေးရခိုင်မှာဖြစ်တဲ့ရခိုင်မိုးဒီမတော်ရေးတော့အဲ့ရခိုင်မန္တလေးတော့မှာကျွန်တော်သိရမယ် တော်တော်လေးတတိထား ကျွန်တော်တတိထားမယ်ကျွန်တော်တို့ရဲ့အားနေချက်တွေဒါအားနေချက်တွေရှိခဲ့ဘူးကျွန်တော်တို့ကဘာလဲဆိုအဲ့ဒါတွေကျွန်တော်တို့တွေကစူးစီးစီးကျွန်တော်တို့လုပ်ရမယ်အဓိကအဲ့မှာရခိုင်မှာကျွန်တော်ရခိုင်ကဟိုအေးရလုံနေချင်းမှာအဲ့မဘာသာတွေအမလီရခိုင်ဘလို့ဖြစ်လို့ရခိုင်မိုးဒီမတော်ရေးတော့ဘာလို့လဲအဲ့စောက်ဖို့အကွက်တွေဗျာပြောမှာဆိုရင်စကားပြောရိုင်းသွားလိမ့်မယ်အဲဒါဟုတ်မနေဘူးကျွန်တော်တို့အခုလက်သီးဆုပ်နေပြီလက်သီးဆုပ်ရမယ်လက်သီးဆုပ်ဖို့အချိန်တန်နေပြီရန်သူအလဲထုတ်ဖို့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လုပ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်တို့မြင်ထားတယ်လုံးလဲလုံးသိနေပြီးတော့ထင်မယ် လုံးနေပါပြီလုံးနေပါလုံးနေပါလုံးနေပြီ ဆိုတော့ဒီမှာကျွန်တော်တို့တခုဟိုဘာဆိုင်ပြောရဲစကားညီနာတွေလက်တီးဆုပ်တွေညီနာတွေလက်တီးဆုပ် တ ပြီး တိထားတော့ လက်တီးဆုပ်ပြီးဆိုတော့မင်းတို့ဟိုပါပဲကြိုးမလားဟိုလဲတေပဲတေမလားငါတို့လက်တီးစာနဲ့တွေ့မယ်နော်ညီနာလက်တီး တစ်ချက်မြည် နောက်ပြီးတော့ဟိုဟာစကား ဝေရှင်ပြီး ကျွန်တော်တို့ရဲ့ပုံရန်သူကိုကျွန်တော်တို့တိပြီးဆိုရင်ကျွန်တော်တို့ကစစ်ပွဲကိုတွက်နိုင်တယ်ဒါပဲဟုတ်တယ်မလားအဲ့ဒါတကယ်နော်ကျွန်တော်တို့ပုံရန်သူကောင်းကောင်းသိဖို့လိုတိပြီးဆိုရင်တော့ဒါကျွန်တော်တို့ရဲ့စစ်ပွဲတွက်ကျွန်တော်တို့နိုင်နေပြီနောက်တစ်တော့ကတော့ကျွန်တော်တို့ရဲ့ပူပေါင်းပါဝင်မှုဒီကကျွန်တော်တို့ရဲ့စိတ်နောက်ဆန်မတင်းနေဖို့မဟုတ်ဘူးဟုတ်တယ်မလားကျွန်တော်ဒီကကျွန်တော်တို့စိတ်ခိုင်ခိုင်မာမာယုံကြည်ထားတဲ့လမ်းကိုဟုတ်တယ်မ မှ လား န်တယ် ကျွန်တော်တို့ဟိုတချို့ဆိုရှိကြလေဟိုလမ်းပျောက်ပြီးဆိုရင်အဲ့လမ်းတိုင်းပြန်လှည့်လို့မရတော့ဒါလှည့်စရာလမ်းမရှိ ဟုတ်တယ် လှည့်စရာလမ်းမရှိ အောင်လည်းပြက်ပြီးသွား ဟုတ်ပြီလှည့်ဖို့လည်းမလိုတော့ မလို့မလို့ ဒါပဲ ကျွန်တော်တို့ကတော့လမ်းပြောက်ခံမဲ့လူတွေမဟုတ် လမ်းပြောင်းတော့ကျွန်တော်လမ်းသစ်ဖောက်တယ်ပြီကျွန်တော်လမ်းသစ်ဖောက်တယ်လမ်းသစ်ဖောက်တယ်လမ်းသစ်ဖောက်တယ် လမ်းပြောက်ခံမဲ့လူတွေမှာတော့ကျွန်တော်တို့မပါဘူး အဲ့ဒါပဲပြီးတော့နောက်တစ်ခုဟိုမှာအဓိကနောက်ဆုံးပြောချင်တာကျမတို့ညီနောင်တပ်ဖွဲ့တွေဒီတော်လန်ရေးစေတနာတော်လန်ရေးတတာမှန်မှန်နဲ့ကျမတို့ဆက်ပြီး တော်ရင်သစ္စာရှိရှိ တော်လန်ရေးသစ္စာရှိရှိနော်တော်လန်ရေးစေတနာတော်လန်ရေးတတာတော်လန်ရေးသစ္စာရှိရှိနဲ့ကျမတို့ဆက်ပြီးသွားကြမယ်လို့ပြောရင်းနဲ့ကျမအနေနဲ့ဒီကုန်းချုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အန်ဒူရာ ဟုတ်လားအောင်နောက်ခေါက်တွေလည်းနောက်စကဝိုင်းတွေလည်းအားပေးကြပါဦး